လုံးပဲမင်္ဂလာပါနိပညာရော်လေးတင်တန်းကျောင်းမှာဖိုးဝရုပ်လေးကိုဘယ်လိုဆွဲမလဲဆိုတာကိုအားလုံးပဲလေ့လာကြည့်ကြရအောင် Adobe Photoshop CA5 ကိုဖွင့်မယ်စာရွက်ယူမှာဖြစ်ပါတယ် File New အလျားလိုက်ယူမှာဖြစ်တဲ့အတွက် Width မှာတော့စင်ထွင်ကိုရိုက်ထည့်ပြီးတော့ Height မှာတော့အိတ်ကိုရိုက်ထည့်ပါ Resolution ကတော့300ဖြစ်ရပါမယ် RGB Color White Inch PCA 8bit ချိန်ပြီးတော့ပြီဆိုလို့ရှိရင် OK နေမယ်အလျားလိုက်စာရွက်လေးတွေရလာပြီသူ့ကိုဖိုးရုပ်လေးဆွဲမှာဖြစ်တဲ့အတွက် Rounded Rectangle tool လေးကိုယူပြီးတော့လိုချင်တဲ့ပုံစံလေးတစ်ခုဆွဲလိုက်မယ် Control T ကိုနှိပ်ပါ keyboard က Control ရဲ့ Shift ရဲ့ Order ရဲ့ပြီးပြီးတော့ဒီတောက်နာလေးကနေပြီးတော့အပေါ်လေးကိုနည်းနည်းရှုံပေးမယ်အောက်နာလေးကိုနည်းနည်းကြီးပေးမယ်ကြည့်ပေးမယ်ရပြီဆိုလို့ရှိရင်တော့အမှန်အောင်ရှိပါဒါဆိုလို့ရှိရင်တော့ဒီလိုပုံစံလေးတစ်ခုရပြီတကယ်လို့စိတ်တိုင်းမကျသေးဘူးဆိုလို့ရှိရင်တော့ Control T ကိုထိန်းပြီးတော့နောက်ထပ်ထပ်ရှင်လို့ရပါသေးတယ်အပေါ်လေးကိုနည်းနည်းသေးပေးမယ်အောက်နာလေးကိုနည်းနည်းလောက်ကားပေးမယ်ရပြီဆိုရင်အမှန်လေးကိုချစ်ပေးမယ်ဒါကတော့မိမိသဘောပါပဲလုံးကြည့်လို့အဆင်မပြေဘူးသဘောမကျဘူးဆိုလို့ရှိရင်တော့ Control T ကိုထည့်နေပြီးတော့ Control ရဲ့ Shift ရဲ့ Order ရဲ့နဲ့ချိန်လို့ရပါတယ်ရတော့ပြီဆိုလို့ရှိရင် Control ရဲ့ Enter ရဲ့ခောက်ပါ Layer တစ်ယူပါသူ့ကိုအနီရောင်လေးထားပေးမယ်ဖြစ်တဲ့အတွက်အနီရောင်လေးကိုရွေးပြီး OK ကိုနှိပ်လိုက်ပါ Order ရဲ့ Backspace ရဲ့နှိပ်ပြီးတော့အနီရောင်လေးထည့်ပေးမယ် Control D နဲ့ Selection ပြောင်းမယ်နောက်ထပ်တစ်ဆက် Ellipse tool လေးကိုယူပြီးတော့အဝိုင်းလေးတစ်ဝိုင်းဆွဲမှာဖြစ်ပါတယ် Shift ရဲ့ Order ရဲ့ပြီးပြီးတော့အဝိုင်းလေးတစ်ဝိုင်းဆွဲလိုက်မယ်သူ့ကိုနေရာရွှေ့ချင်တယ်ဆိုလို့ရှိရင်ဒီတိုင်းရွှေ့လို့မရပါဘူး Path Selection 2ကိုယူပြီးတော့ Selection ပေးလိုက်ပါအဝိုင်းလေးကိုပြီးတဲ့အခါကျမှပဲလိုချင်တဲ့နေရာလေးမှာရွှေ့လို့ရပါတယ်သူ့ကိုကိုင်းမြင့်ကြောင်းလေးနဲ့ဒီမှာတစ်တစ်လေးချပြီးတော့အလေးတစ်တစ်လေးမှာထားပေးပါ Control ရဲ့ Enter ရဲ့ခောက်ပြီး Selection ပေးမယ် Layer တစ်ခေါ်မယ်သူ့ကိုဖြူရောင်လေးထည့်မယ် Background ကိုဒီမှာ Background မှာဖြူရောင်လေးကိုဒီမှာ white လေးမှာဝင်အောင်ထည့်မှာဖြစ်တဲ့အတွက် Control ရဲ့ Backspace ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့အဖြူရောင်ဝင်တော့ပါပြီ Control ရဲ့ D ရဲ့နဲ့ Selection ဖြောက်မယ်ဒါဆိုလို့ရှိရင်တော့ဒီ white လေးနှစ်ခုကဆွဲပြီးတော့ပြီသူတို့နှစ်ခုကို Control လေးကိုဖိပြီးတော့ Select ပြီးပြီးတော့ Control E လေးနဲ့ Layer ပေါင်းပေးထားမယ်နောက်ထပ်တစ်ချက်သူ့ကိုမျက်လုံးလေးမှိတ်ပြီးတော့လိုချင်တဲ့ပုံစံလေးဆွဲမှာဖြစ်ပါတယ်ပန်တူးလေးကိုယူမယ်မျက်ခုံးပုံစံလေးဆွဲမှာဖြစ်ပါတယ်ဒါကတော့မျက်ခုံးပုံစံလေးဆွဲတဲ့အခါမှာမိမိအပေါ်မှာပဲမူတည်ပါတယ်လိုချင်တဲ့ပုံစံလေးကိုကိုယ့်ဘာသာကိုလှလှလေးဆွဲပေးရမှာဖြစ်ပါတယ် Control ရဲ့ Enter ရဲ့ခောက်ပြီး Selection ပေးမယ်အခုဆိုလို့ရှိရင်တော့ဒီမှာအပြင်က background စာရုပ်လေးထားပုံလေးကိုပါ selection ဝင်နေတာဖြစ်ပါတယ်ဒီလိုမျိုးဝင်နေရင်မရပါဘူးဒါကြောင့်မလို့ဒီအပြင်က selection ဝင်နေတဲ့ဟာကိုဖျောက်ပါမယ် select ထဲမှာရှိနေတဲ့ inbox ကိုနှိပ်ပါ shift ရဲ့ control ရဲ့ i ကိုနှိပ်နေရပါတယ်ဒါဆိုလို့ရှိရင်တော့အပြင်ကိုပေးနေတဲ့ selection တွေကိုဖျောက်လိုက်တာဖြစ်ပါတယ်ဒီမှာမျက်ခုံးလေးတစ်ခုလေးမှာပဲ selection ဝင်နေတယ်ဆိုလို့ရှိရင်သူ့ကို layer တစ်ယူမယ်သူ့ကို color ထည့်ဖို့အတွက်အနက်ရောင်လေးထည့်ပေးမှာဖြစ်တဲ့အတွက်ဒီနေရာလေးမှာအနက်ရောင်လေးရွေးပေးမယ် OK ကိုနှိပ်မယ်ဒီမှာ foreground color လေးကဒီထဲမှာဝင်နေတယ်ဆိုရင် order ရဲ့ backspace ရဲ့နှိပ်ပြီးဖြည့်လိုက်ပါ control ရဲ့ D ရဲ့နဲ့ selection ဖြောက်မယ်သူ့ကို layer ပေါ်ပါမယ် control ရဲ့ J ရဲ့ကိုနှိပ်ပါ control T ကိုနှိပ်ပြီးတော့ဒီမှာ down arrow လေးနဲ့အောက်ကိုနည်းနည်းပေးရှာမယ်ရပြီဆိုလို့ရှိရင်တော့အမှန်လေးကိုချစ်ပေးပါဒါဆိုလို့ရှိရင်တော့မျက်ခုံးလေးကိုနှစ်ခုလောက်လိုက်တာဖြစ်ပါတယ်သူတို့ကို layer နှစ်ခုကို layer ပေါင်းပေးရမှာဖြစ်ပါတယ် control လေးကိုဖိပြီးတော့ select ပေးလိုက် control E နဲ့ layer ပေါင်းလိုက်မယ်သူဒီမျက်ခုံးဝင်း layer ပေါင်းလိုက်တဲ့ layer ကိုပဲထပ်ပြီးတော့ layer ပေါ်မှာဖြစ်ပါတယ် control J နဲ့ control T ကိုနှိပ်မယ် right click ထောက်မယ် fill horizontal ကိုနှိပ်ပေးပါဒါဆိုလို့ရှိရင်တော့ဒီဘက်ကိုချွေပေးသွားတာဖြစ်ပါတယ် keyboard ပေါ်က shift ရဲ့ left arrow လေးနဲ့ဒီဘက်လေးကိုချွေပေးလိုက်ပါ shift နဲ့တွဲဖိလို့ရှိရင်တော့သူကတညီသေးသွားပါတယ်မောင်းနဲ့ရွှေ့လို့ရှိရင်မညီမှာကြောက်လို့ shift လေးကိုဖိပြီးတော့ဆွဲတာဖြစ်ပါတယ်အမှန်လေးကိုရှိပေးပါညီမညီကိုမြင်းကြောင်းလေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာကြည့်လိုက်ပါဒါတော့သူ shift နဲ့ဆွဲပြီးတော့ shift နဲ့ဖိပြီးတော့ left arrow နဲ့ဆွဲလိုက်တဲ့အခါကျတော့မရွေ့တော့ပါဘူးဒီမောင်းနဲ့ဖိဆွဲလိုက်လို့ရှိရင်မညီမှာကြောက်လို့ shift လေးကိုဖိပြီးတော့ဆွဲတာဖြစ်ပါတယ်ဒါကသူတို့ layer နှစ်ခုကို control E နဲ့ layer ပေါင်းထားမယ်ဘာဖြစ်လို့ဆိုတော့ယူတဲ့အခါမှာတညီသေးဖြစ်အောင်လို့ပါ
ပြီးလို့ရှိရင်ဒီမှာ Elite Studio ကိုတစ်ချက်ယူပြီးတော့အဝိုင်းလေးတစ်ဝိုင်းဆွဲမယ်မျက်လုံးလေးဆွဲမှာဖြစ်ပါတယ်ရှစ်ဖြယ် order ရပြီးပြီးတော့အဝိုင်းလေးတစ်ဝိုင်းဆွဲလိုက်မယ် Control Enter ခောက်ပြီး selection ပေးမယ်လေယာအသစ်ယူမယ်သူ့ကို order bus spray နဲ့အနက်ရောက်ဖိမယ် Control D နဲ့ selection ဖြောင်းလိုက်မယ်သူ့ကိုပဲဒီမှာဒီမျက်လုံးလေယာလေးကိုပဲ Control J နဲ့လေယာပေါ်မယ် Control T ကိုနှိပ်မယ် shift လေးကိုဖိပြီးတော့ဒီဘက်ကိုပဲ left arrow လေးနဲ့ရွှေ့လိုက်ပါရပြီဆိုရင်လွှတ်လိုက်မယ်အမှန်လေးကိုရှင်းပေးမယ်ဒီမှာညီမညီဆိုတာကိုကိုကနေရာရှက်ရမှာဖြစ်ပါတယ်တကယ်လို့ဒီအလေလေးကိုထားခြင်းတယ်ဆိုလို့ရှိရင်တော့အလေလေးကိုပေါ့နော်ဒီမှာတစ်ချက်ပေးမယ်မူပြူလေးကိုသွားမယ်လူကျင်တဲ့နေရာလေးမှာနည်းနည်းလောက်ပေးရွှေ့လိုက်မယ်ဒီမျက်လုံးလေးကိုလုံးချင်တယ်ဆိုဒီမျက်လုံးလေးကို select တစ်ချက်ပေးမယ် right arrow လေးနဲ့နည်းနည်းပေးရွှေ့မယ်ဒါဆိုလို့ရှိရင်တော့မျက်လုံးရမျက်ခုံးရရပြီဖြစ်ပါတယ်ဒီမှာတော့မျက်လုံးလေယာနှစ်ခုဒါကတော့မျက်ခုံးလေယာသူတို့သုံးခုလုံးကို select ပေးပြီးတော့ control E နဲ့ပေါင်းမယ် control E နဲ့ပေါင်းရတဲ့အကြောင်းရင်းကဒီလိုမျိုးအကြီးအသေးလုပ်တဲ့အခါမှာတစ်ခါလေးလုပ်လို့ရတဲ့အတွက် control T ကိုနှိပ်လိုက်လို့ရှိရင်အကြီးအသေးကိုရှစ်ဖြယ် order ရပြီးပြီးတော့အကြီးအသေးလုပ်တဲ့အခါမှာကိုကတစ်ခုချင်းလိုက်လို့ရှိရင်မညီမှာကြောက်လို့လေယာတွေပေါင်းပြီးတစ်ခါလေးလုပ်လိုက်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့မညီမှာမကြွမစိုးရင်ရတော့ပါဘူးဒါလေးကိုဖွင့်မယ် control T ကိုတစ်ချက်ထပ်နိုင်မယ်နည်းနည်းလေးသေးပေးမယ်ရှစ်ဖြယ် order ရနဲ့နည်းနည်းသေးပေးမယ်ရပြီဆိုလို့ရှိရင်တော့အမှန်ရှိကိုရှင်းပြီးတော့ဒီမှာအပေါ်လေးကိုနည်းနည်းတင်ပေးထားမယ်ထားရှင်တဲ့နေရာလေးမှာနည်းနည်းလောက်ကြီးနေသေးတယ် control T နဲ့ထပ်ပြီးတော့ညှိပေးမယ်ရပြီဆိုရင်အမှန်လေးကိုရှင်းပေးမယ်ဒါဆိုလို့ရှိရင်တော့မျက်လုံးရဲ့မျက်ခုံးရဲ့ရတော့ပြီနောက်ထပ်တစ်ချက်သူ့ကိုနှာခေါင်းလေးဆွဲပေးရမှာဖြစ်ပါတယ် Elite Studio ကိုယူပြီးတော့ဒီနေရာလေးမှာနှာခေါင်းလေးတစ်ခေါင်းဆွဲမယ်ရပြီဆိုရင် control ရဲ့ enter ရဲ့ခောက်ပြီး selection ပေးမယ်လေယာအသစ်ယူမယ် order bus spray နဲ့အနက်ရောက်ဖြစ်မယ် control D နဲ့ selection ဖြောင်းမယ်နောက်ထပ်တစ်ဝိုင်းလိုချင်တယ်ဆိုရင် control J နဲ့လေယာပွားရမှာဖြစ်ပါတယ် control T ကိုထပ်နှိပ်မယ် shift လေးကိုဖိထားပြီးတော့ left arrow လေးနဲ့နည်းနည်းလောက်သူ့ကိုရွှေ့ပေးလိုက်မယ်များတော့တယ်ဆိုလို့ရှိရင်တော့ right arrow left arrow နဲ့ချိန်လို့ရပါတယ်သူ့ကိုနည်းနည်းလောက်ကြီးလေးယူကြည့်ပြီးတော့ဒီမှာ move tool လေးကိုတစ်ချက်ယူမယ်ပြီးလို့ရှိရင် right arrow လေးနဲ့နည်းနည်းလောက်ပေးပြီးတော့စီလိုက်မယ်မြင်းချောင်းရဲ့အလီကိုဒါဆိုလို့ရှိရင်တော့နှာခေါင်းပေါင်းလေးနှစ်ပေါက်ရတော့ပြီသူတို့ရဲ့နှာခေါင်းပေါင်းလေးနှစ်ပေါက်ကို control လေးဖိပြီးတော့တစ်ဆက်လောက် control E နဲ့ layer ပေါင်းပေးမယ် control T ကိုနှိပ်ပြီးတော့အကြီးအသေးလုပ်လို့ရပါတယ်အပေါ်နည်းနည်းလောက်ပေးတင်မယ်ဆိုလို့ရှိရင်လည်းအပေါ်နည်းနည်းလောက်တစ်ပြိုင်လေးပေးတင်ပေါ့နော် control E နဲ့ပေါက်လိုက်တဲ့အခါမှာမညီမှာဘူးမစိုးရင်ရတော့ပါဘူးဒါကြောင့်မလို့ layer ပေါင်းပြီးလုပ်လို့ရှိရင်တော့တည်တတ်ပါတယ်အမှန်လေးကိုရှင်းပါဒါဆိုလို့ရှိရင်တော့ဒီဘက်နှာခေါင်းပေါင်းနဲ့ဒီဘက်နှာခေါင်းပေါင်းနဲ့မညီပါဘူးမစိုးရင်ရတော့ပါဘူးlayer ပေါင်းထားတဲ့အတွက်သူတို့ကိုတစ်ခါတည်းယူလုပ်လို့ရပါတယ်သူ့ကိုဒီမှာမျက်ခုံးလေးရောမျက်လုံးလေးရောနှာခေါင်းလေးရောထည့်ပြီးပြီဆိုလို့ရှိရင်တော့နှာခမ်းလေးဆေးရမှာဖြစ်ပါတယ်နှာခမ်းလေးဆေးဖို့အတွက်သူတို့လေးတွေကိုမျက်လုံးလေးတစ်ခဏပိတ်ပေးထားမယ်နှာခမ်းလေးဆွဲမယ်ဒီနေရာလေးမှာနှာခမ်းဆွဲတဲ့အခါမှာပန်တူးလေးကိုယူပြီးဆွဲရမှာဖြစ်ပါတယ်နှာခမ်းပုံသဏ္ဍာန်လေးကတော့ကိုယ်ပေါ်မှာမူတည်ပါတယ်ကိုလှလှလေးဆွဲသလိုလှလှလေးရပါတယ်ဒါကတော့မိမိဆွဲတဲ့အခါမှာတည်တည်တက်တက်လေးလှလှလေးဆွဲလို့ရှိရင်တော့လှလှလေးရမှာဖြစ်ပါတယ်တကယ်လို့မကြိုက်ဘူးဆိုရင် control order Z နဲ့ပြန်ဆုံးမယ်ဒီနေရာလေးမှာနည်းနည်းလေးအပေါ်တက်တော့တဲ့အတွက်အောက်ကိုနည်းနည်းလေးပေးချပြီးတော့လုပ်မယ်ဒါကတော့နှာခမ်းဆွဲတဲ့အခါမှာတော့စိတ်ရှိရှိနဲ့ဆွဲပြီးတော့ရပါတယ်အရင်ကိုသဘောမကျဘူးဆိုလို့ရှိရင်တော့ပြန်လုပ်ပါတော့ဖြတ်မယ်နှာခမ်းပုံစံလေးကတော့ကိုကမှန်းပြီးဆွဲရမှာဖြစ်ပါတယ်ဖြတ်မယ်နောက်ထပ်တစ်ချက်အောက်နားလေးကိုဆွဲမှာဖြစ်ပါတယ်ဟော်ဒါလေးပြီးပြီလေဆန်လေးကိုဖြတ်လိုက်မယ်ရပြီဆိုလို့ရှိရင်တော့သူ့ selection ပေးရမှာဖြစ်ပါတယ် control ရဲ့ enter ရဲ့ခောက်ပြီး selection ပေးမယ်ဒီအပြင်က4000ခွဲလေးဝင်နေလို့မရပါဘူး select တွေကိုသွားပြီးတော့ inverse ကိုတစ်ချက်နှိပ်လိုက်ရပြီဆိုရင်သူ့ကို layer အသစ်ယူမယ် order bus spray နဲ့အနက်ရောင်လေးဖြတ်ပေးမယ် control D နဲ့ selection ပြောင်းမယ်
ဒါဆိုလို့ရှိရင်တော့နှာခမ်းလေးတစ်ခုရသွားပြီသူ့ကိုဒီနှာခမ်းလေးကိုအကြီးအသေးလုပ်ချင်တယ်ဆိုရင် control ရဲ့ T ရဲ့ကိုနှိပ်ပြီးတော့ order shift နဲ့ဖိပြီးတော့အကြီးအသေးလေးလုပ်လို့ရပါတယ်ဒါကတော့နှာခမ်းလှတယ်မလှဘူးဆိုတော့ကိုယ့်အပေါ်မှာပူပေးပါတယ်ကိုဆွေးတဲ့အခါမှာတည်တည်တက်တက်လေးလုပ်ပြီးဆွေးပေးပေါ့နော် move tool လေးကိုယူပြီးတော့ဒီနှာခမ်းလေးတွေကိုဒီနေရာလေးမှာထားမယ် control T ကိုထပ်နှိပ်မယ်အကြီးအသေးလုပ်မယ် shift ရဲ့ order ရဲ့ဖိပြီးတော့နည်းနည်းလောက်ပေးသေးမယ်အမှန်လေးကိုချိပေးပါလိုချင်တဲ့နေရာလေးကိုဒီမှာ right arrow နဲ့ရွှေ့လို့ရပါတယ်အောက်ကိုနည်းနည်းပေးရှာမယ်ဒါကတော့ကိုဆွေးတဲ့အခါမှာပန်တူးပန်တာလက်ညီလို့ရှိရင်တော့ခဏလေးရပါတယ်ဒါဆိုလို့ရှိရင်တော့ပိုးဝရုပ်လေးဆွေးလို့ပြီးတော့ပါပြီဒီ layer ရဲ့အကုန်လုံးကိုပေါင်းပေးပါ layer တွေမှာရှိနေတဲ့ flatten image နဲ့ layer တွေပေါင်းလိုက်ပါ file ထဲမှာရှိနေတဲ့ cs နဲ့ကိုကထပ်တဲ့နောက်ထပ်ပြန်ပြီးပြင်ကျင်သေးတယ်ဆိုလို့ရှိရင်တော့ PSD နဲ့တင်ပေးထားပါအမကတော့နောက်ထပ်တစ်ဆင့်လုပ်ပြမှာရှိသေးတယ်ဖြစ်တဲ့အတွက်ဒီနေရာလေးမှာနာမည်လေးတစ်ခုပေးပြီးတော့ PSD နဲ့ပဲတင်ပေးထားမှာဖြစ်ပါတယ် save ကိုနှိပ်မယ်အားလုံးပဲအဆင်ပြေကြပါစေ